ဗြိတိန်နိုင်ငံကမြန်မာအပါအဝင်အာဖဂန်နစ္စတန်ကင်မရွန်နဲ့ဆူဒန်နိုင်ငံသားတွေကိုကျောင်းသားဗီဇာထုတ်ပေးမှုရပ်ဆိုင်းသွားမယ်လို့အစိုးရရဲ့ကြေညာချက်ကိုကိုးကားပြီးနိုင်ငံတကာသတင်းဌာနတွေကဖော်ပြကြပါတယ်။ဗြိတိန်အစိုးရအနေနဲ့တရားဝင်လမ်းကြောင်းကတဆင့်ခိုလုံခွင့်တောင်းခံမှုကိုရှော့ချဖို့လှုံ့ဆော်နေတာလို့ဆိုပါတယ်။ဗြိတိန်ပြည်ထောင်စုဝန်ကြီးဌာနရဲ့အချက်အလက်တွေအရအဆိုပါနိုင်ငံတွေကကျောင်းသားတွေရဲ့ခိုလုံခွင့်လျှောက်လာတွေဟာ2021ခုနှစ်မှ2025ခုနှစ်အတွင်း480ရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့ပြီး335,000ဦးခန့်ကတရားဝင်လမ်းကြောင်းတွေကိုအသုံးပြုကာဝင်ရောက်လာခဲ့ကြပါတယ်။ဗြိတိန်နိုင်ငံကစစ်ပွဲနဲ့နှိပ်စက်ညှဉ်းပန်းမှုတွေကနေထွက်ပြေးလာသူတွေကိုအမြဲတမ်းခိုလုံခွင့်ပေးမှာဖြစ်ပေမဲ့ကျွန်ုပ်တို့ရဲ့ဗီဇာစနစ်ကိုအလွဲသုံးစားမလုပ်သင့်ပါလို့ပြည်ထောင်စုဝန်ကြီးရှာဘာနာမာမွတ်ကကြေညာချက်တစ်စောင်မှာပြောကြားခဲ့ပါတယ်။ဒါကြောင့်ပဲဗြိတိန်အစိုးရရဲ့ရရုံးမှုကိုအခွင့်ကောင်းယူဖို့စ조사နေတဲ့နိုင်ငံသားများအတွက်ဗီဇာညှင်းပယ်ဖို့မကြုံစဘူးဆုံးဖြတ်ချက်ချတာလို့ဆိုပါတယ်။လာမယ့်ကြာသပတေးနေ့မှာတော့လူဝင်မှုကြီးကြပ်ရေးစီမံပြောင်းလဲမှုတွေကတဆင့်ဗီဇာပိတ်ပင်မှုကိုတရားဝင်စတင်မှာဖြစ်ကြောင်းသိရပါတယ်။တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုပြန်လည်လက်ခံဖို့၎င်းတို့ရဲ့အစိုးရတွေသဘောမတူပါကအန်ဂိုလာ၊နမီးဘီးယားနဲ့ကွန်ကိုဒီမိုကရက်တစ်နိုင်ငံသားများအတွက် UK ဗီဇာအလုံးကိုအလားတူရပ်ဆိုင်းမယ်လို့ဗြိတိန်ပြည်ထောင်စုဝန်ကြီးကနိုဝင်ဘာလမှာပြောကြားထားတာရှိပါတယ်။လက်ရှိမှာအမေရိကန်အစိုးရအနေနဲ့လည်းမြန်မာနိုင်ငံကိုဝင်ရောက်ခွင့်ကန့်သတ်ထားတဲ့နိုင်ငံစင်ရဲမှာထည့်သွင်းထားပြီးချွင်းချက်ထားဝင်ရောက်ခွင့်ပြုသူတွေကလွှဲရင်ကြန့်ရှိတဲ့ဗီဇာအမျိုးအစားအလုံးနီးပါးကိုပိတ်ပင်ထားကြောင်းပါခင်ဗျာ။